နေမေဟာရဲ့ဘုံကိုထင်ရှားမယ်စရိုက်လက္ခဏာတွေနဲ့တို့တိုးတက်ကြမယ်လောကလေးဝဲလာမင်းကြီးလို့ကြိတ်ကလေးလို့တိုးလင်းလက်ဖို့လို့ဘိုးဆောင်ပြူလေညရဲ့မောင်ရလေလာပါစီတယ်ဟာရဲ့ဘုံကိုထင်ရှားမယ်လင်းစက်တွေနဲ့တို့လင်းလက်ကြမယ်ရဲ့ဘုံကိုထင်ရှားမယ်လင်းစက်တွေနဲ့တို့လင်းလက်ကြမယ်ရှိနေမယ်ကိုရောရှိမိတ်ကြထားလောကရဲ့လေးနဲ့စာလေးသက်သေများသာဝစီဖွင့်ပြောမှုရှိနေမယ်နာခံမဲ့ကိုရောစကားဝိညာဉ်တော်ကို